အဲ့ဒီမှာမနဲ့စောကြတော့အရန်နေမလာတယ်ဗျာညနေကတော့6000ကျော်ပြရတော့နှမျိုးစရာကြီးပေါ့နှမျိုးစဉ်းစားတယ်တကယ်တမ်းကျတော့တော်တော်လေးလှပါတယ် view လေးရတယ်အရန်လှတယ်ဒါ view တိမ်နေပါတယ်မရှိခင်လေးပေါ့နော် view တွေမကြခင်လေးပေါ့နော်အဲ့တော့ရေစိမ်းကန်လေးဖြစ်ပါတယ်ပြီးတော့ဒီပန်းလျှောက်ရင်နွေးလေးပေါ့နော်အရန်တောင်းကောင်းပါတယ်သူထားတာပြီးတော့စားလေးရင်နွေးလေးတိတ်မနေဆိုတော့ရင်နွေးလေးတောက်ပြီးတော့တောင်တန်းနေ view လေးကြည့်အောင်အရန်လာပါတယ်ဒါကတော့ view လေးစားကြနေပြီပေါ့နော်နောက်မှလည်း view လေးနေပါဒါကတော့ရေရဲဝင်စိမ်မှုလို့အတွက်ဘာညာလုပ်နေရပါတော့ဒါတော့ငပေါ်ကောင်လေးပဲဖြစ်ပါတယ်ခင်ဗျာရေထဲမှာစိမ်တော့ရင်နွေးလေးနဲ့ဆိုစိမ်လို့လည်းကောင်းနေပေါ့နော်ရင်နွေးလေးစိမ်မနေ့8နိုင်လောက်ကျတော့သူတို့စံပြုတ်မနေ့စားလာပို့ရတဲ့စံပြုတ်ရေလီမိုရေရေပေါ့နော်တီးလေးတွေရေပေါ့နော်အဲ့ဒါပို့ရတယ်ရန်လေးစားလို့ကောင်းပါတယ်ဒါတော့တွဲလေးတွေပေါ့နော်သူတို့တွဲဒါလည်းနောက်တွဲပါဒါမျိုးတွေရမ်းကြနေပါတော့ဒါတော့ကျွန်တော်ဖြစ်ပါတယ်ပေါ့နော်ကြည့်လိုက်ဒီအိမ်လေးဆိုအရန်လာတယ်ကျွန်တော်တို့ဟိုလိုမျိုးဝေါ်ရှိလိုမျိုးနေရာမှာကတ်တဲ့ဟာတဲ့ပုံကြီးလိုမျိုးလေးတည်ရမှာဒါလည်းအဲ့ပုံမှန်ရှိ coffee ဆိုင်လေးပါပေါ့နော်ဒါကတော့လမ်းလေးပါလေးရှောက်တယ်ပေါ့နော်အရန်လာတဲ့နေရာလေးပါသွားရတာအရန်လေးပျော်ခဲ့ပါတယ်ဒါလည်းတော့ကျွန်တော်နားတဲ့အိမ်လေးပေါ့နော်ဒါတော့ကျွန်တော် group photo လေးပါအရန်ပျော်ဖို့ကောင်းပါတယ်ဒီလိုချီကားလေးတွေလည်းဆွဲလို့ရတယ်ပေါ့နော်ပြီးတော့မျိုးတို့ပြန်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်တို့သွားတာနောက်ကျတာရောပါတယ်ပြီးတော့ booking မလုပ်ထားတာတွေရောပါလို့တခြားအရန်လာတဲ့နေရာတွေပေါ့နော်ညီနနာတွေတိတ်မသွားလိုက်ရဘူးပေါ့နော်ဒါပေမဲ့တခြား link motion တို့ဘာလို့ဝင်ခဲ့ဟာတွေကတော့ဗီဒီယိုလည်းနည်းနည်းပဲရလာတော့မထဲတော့ပါဘူးတကယ်လို့ငယ်ရှင်းလို့သွားလိုက်မယ်ဆိုလို့ရှိရင်လည်း booking လုပ်ပြီးတော့တားပါလို့ champion ပါတယ်ခုလိုဗီဒီယိုလေးစောင့်ကြည့်ပြီးလို့ကျေးဇူးပါ